ထားဖို့ပဲဖြစ်ဖြစ်ပရင်းပေါက်ပေါင်တွေလုပ်ဖို့ပဲဖြစ်ဖြစ် YT920 နဲ့ YT921 လေးရှိပါရဲ့ရှင်ဒီကောင်လေးတွေကနေရာစုံဘတ်စုံနေရာမှာအသုံးပြုလို့ရတဲ့စီလင်ကွန်လေးတွေပဲဖြစ်ပါရဲ့ရှင်သူ့မှာကအဆစ်တိုက်နဲ့နက်ထရတိုက်ဆိုပြီး2မျိုးနှစ်စားရှိပါမယ်ရှင်ဒါအပြင်အကြီးအဖြူအမဲဆိုပြီးတော့3ယောက်ရွေးချယ်လို့ရမှာဖြစ်ပြီးတော့ဘူးနဲ့အထုပ်ဆိုပြီးတော့လည်းရွေးချယ်လို့ရအောင်မှာပဲဖြစ်ပါရဲ့ရှင်စေးကအောင်ကောင်းပြီးတော့နေရာစုံဘတ်စုံနေရာမှာအသုံးပြုလို့ရမှာပဲဖြစ်ပါရဲ့ရှင်ဈေးနှုန်းလေးတွေကတော့အဆစ်ပါတဲ့စီလင်ကိုတော့12350ကျပ်နဲ့ဝယ်ရရှိနိုင်မှာဖြစ်ပြီးတော့အဆစ်မပါတဲ့ရိုးရိုးစီလင်ကိုလေးကိုတော့13400ကျပ်16600ကျပ်ဆိုပြီးအစားစားဝယ်ရရှိနိုင်မှာပဲဖြစ်ပါရဲ့ရှင်လက်လီလက်ကဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ညီမတို့ကိုတချီမှာ Facebook page နဲ့ TikTok page တွေမှာဝယ်လို့ရတယ်လို့3ညကိုခွန်ခွန်လေး3တင်တာခွန်ခွန်လေးမှာတစ်ဆင့်လဲစက်တယ်မြင်မြန်ပြီးတော့ဝယ်ယူနိုင်ပါပြီရှင်